ကဲဟင်းပွဲလေးကဒီလောက်လှနေမှာတော့စားရမှာလားအလှထိုင်ကြည့်ရမှာလားဒါမသေးခွဲတော့ဘူးရှင်ကဲဒီနေ့တော့ငဖဲနဲ့ရွရွကိုအခုလိုလေးလိပ်ပြီးတော့မှချက်ကျွေးပြပါတယ်ကဲရေစိုးအိုးလေးတည်ထားတဲ့အချိန်မှာငဖဲတဲကိုစားကြက်သားမော်စနွမ်းမော်ချင်းကျွတ်သွန်ပြူထောင်းထားတဲ့အရေးလေးညှစ်ထည့်ပြီးတော့မှတခြားလေးနှမ်းစားအောင်နှဲလိုက်မယ်ပြီးရင်တော့နာနာလေးပေါက်ထားပေးလိုက်ပါမယ်ငဖဲလေးတွေကိုစီးပိုင်နေအောင်ပေါက်ပြီးတော့ပြီဆိုရင်တော့ပွက်ပွက်ဆိုတဲ့ရေထဲမှာရွရွလေးတွေကိုဆက်ဆက်ကန့်လောက်ရင်းနှွေးဖြောလိုက်ပါမယ်ပြီးရင်တော့အေးအေးခံပြီးတော့မှငဖဲလေးတွေကိုရွရွလေးထဲမှာအခုလိုလေးဖြန့်ထည့်လိုက်မယ်ညမှာရွရွကိုအနှဲငယ်ပဲသုံးချင်နေဆိုရင်တော့ငဖဲကိုခတ်ထူထူလေးထည့်ပြီးတော့မှလိပ်လို့ရပါတယ်ရှင်ကဲအားလုံးလိပ်ပြီးတော့ပြီဆိုရင်တော့ကျွန်မကမိနစ်အနည်းငယ်လောက်ပေါင်းထားပေးလိုက်ပါမယ်ဒီဟင်းလေးကကြတော့လေထမင်းစားခြင်းစိတ်မရှိတဲ့သူတောင်မှစားခြင်းစိတ်ဖြစ်သွားစေမယ့်ဟင်းလေးပါကဲမိနစ်အနည်းငယ်လောက်ပေါင်းပြီးလို့အေးခံပြီးပြီဆိုရင်တော့အခုလိုအနေထားလေးတွေလိဖြတ်ထားလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့စချက်လိုက်ရအောင်စီပူလာပြီဆိုရင်တော့စနွမ်းမုံထည့်မယ်ဂျင်းချက်သွပ်ဖြူနေထောင်းထားတာထည့်မယ်ခရမ်းချင်သီးလေးထည့်မယ်ပြီးရင်တော့အယောင်တင်မုံလေးပါထည့်ပြီးတော့မှခရမ်းချင်သီးလေးတွေအီးသွားအောင်ရေလေးနဲ့ငယ်ထည့်ပြီးတော့တက်ထားပေးလိုက်မယ်ခရမ်းချင်သီးလေးတွေလည်းအီးသွားအောင်အားလုံးချိန်ပြီးသွားပြီဆိုရင်တော့အရသာအတွက်ငံပြားရင်းနဲ့ချုံမုံလေးထည့်လိုက်ပါမယ်ဟင်းနဲ့လေးလည်းစင်းသင်းဖြစ်ပြီဆိုရင်တော့ငဖဲရဲရွယ်လေးတွေထည့်ပြီးတော့မှအသားရမွေးထားပေးလိုက်ပါမယ်ညမှာရဲရွယ်ခါတက်တက်အရသာလေးကိုကြိုက်တယ်ဆိုရင်တော့ရေကိုအနှဲငယ်ပဲထည့်ချက်ပါခါကြောက်တဲ့သူကတော့ရေများများလေးထည့်ချက်ပေးရပါမယ်ကဲစီလေးလည်းပြန်လာပြီဆိုရင်တော့ကျမတို့ရဲ့ငဖဲရဲရွယ်လိတ်ချက်လေးရစားလို့ရပါပြီရှင်အားလုံးကိုကျေးဇူးပါရှင်